တညမှာတော့လာပြညလမ်းမင်းနေအောင်တောက်နေတဲ့ညရဲအောင်မှာသူတို့နှစ်ယောက်စီးလာတဲ့ကားဟာပြင်းထန်စွာတိုက်မိခဲ့ကြပြီးခန္ဓာကိုယ်ချင်းလဲသွားကြပါတော့တဲ့ Teach ဖာဆိုဝေးရဲ့ခန္ဓာကိုယ်ထဲရောက်သွားသူသူ့ရဲ့မူလဘဝမှာတော့အလုတ်ကံရောလူမှုရေးပါအောင်မြင်နေပြီးဆရာဝန်မလေးကူလာနဲ့ Coanet နဲ့လက်ထပ်ဖို့ပြင်ဆင်နေချိန်ဖြစ်ပါတယ်ဒါပေမဲ့အခုတော့နာမည်ပြက်နေတဲ့မင်းသားဖာဆိုဝေးရဲ့ကိုယ်ထဲကိုရောက်သွားခဲ့ရပါတယ်ဖာဆိုမှာလည်းအတူတူနာမည်ကျဆင်းနေတဲ့မော်ဒယ်မလေးချင်းနီချင်းနီဆိုတဲ့ချစ်သူတယောက်ရှိပါတယ်ဖာဆိုကမာဖီးယားကိုင်းတွေအတွက်ငွေရစေဝါတည်ဆောင်ပေးပြီးအသက်မွေးနေရသူဖြစ်ပြီးဂျင်နီကဘလို့ပဲတားဆီးပါစေသူကတော့လုံးဝမဖြစ်နိုင်ခဲ့ပါဘူးဖာဆိုတေချီရဲ့ခန္ဓာကိုယ်ထဲရောက်သွားတဲ့ဖာဆိုကတော့တေချီရဲ့စီးစိမ်ချမ်းသာနဲ့တားနာတဲ့ဘဝကိုအရန်သဘောကျသွားပါတယ်ဒါကြောင့်သူကတေချီကိုခန္ဓာကိုယ်ချင်းပြန်လဲဖို့လုံးဝမပူပေါင်းတဲ့အပြင်သူ့ရဲ့ခန္ဓာကိုယ်ဟောင်းအခုတေချီရောက်နေတဲ့ကိုပါတက်ပစ်ဖို့အထိကြံစီပါတော့တယ်တေချီနေနဲ့ဖာဆိုရဲ့စိတ်ကိုပြောင်းလဲပြီးခန္ဓာကိုယ်ပြန်လဲနိုင်ဖို့နီလန်းပေါင်းစုံနဲ့စူးစမ်းရပါတော့တယ်တစ်ဖက်မှာလည်းရန်သူဖြစ်သူဒီအိုရဲ့လိုက်လံလုပ်ကြံမှုတွေအနေတွေနဲ့အခက်အခဲများစွာကိုရင်ဆိုင်ရပါတယ်အဆုံးသတ်မှာတော့တေချီတယောက်ဖာဆိုရဲ့စိတ်ကိုပြောင်းလဲနိုင်ပါမလားသူတို့နှစ်ယောက်ရဲ့ဘဝကီးလန်းကတော့ဘယ်လိုပုံစံနဲ့ဆုံးသက်သွားမလဲဆိုတာစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်